အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ကြီး YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် channel လေးကနေဘဟုတုတနဲ့ခွန်အားဖြည့်စာစုလေးများကိုစင်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးပြီးအားပေးကြပါအောင်ခင်ဗျာဒီကနေ့မှာတော့ဘဝကိုဘယ်လိုသွားရမလဲဆိုတာနားလည်သွားရင်မင်းဝေဝါးစရာအကြောင်းမရှိတော့ဘူးမင်းဘဝအောင်မြင်ဖို့အတွက်နံပါတ်1ပတ်စံကစကားပြောပြီးဆိုရင်ဘယ်သူမှအမှားအမှန်ကိုလိုက်မစစ်တော့ဘူးမင်းရဲ့ငွေကြေးနဲ့ဆိုင်တဲ့အသိပညာကိုအမြဲတိုးတက်အောင်လုပ်ပါနံပါတ်2အမိုးအောက်မှာနေလို့ရရတာနဲ့မင်းနဲ့အတူမိုးရေတဲ့ရက်ပေးတဲ့သူတွေကိုတန်ဖိုးထားပါအဲ့ဒီလိုတငယ်ချင်းကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့မင်းဘဝတွေကမထွက်သွားစေနဲ့နံပါတ်3အသက်35နှစ်အရွယ်ကလေးဆန်တဲ့လူကြီးတစ်ယောက်နဲ့အသက်23နှစ်အရွယ်ရင့်ကျက်တဲ့လူငယ်တစ်ယောက်ကိုမင်းတွေ့နိုင်တယ်လူတစ်ယောက်ကိုအပြင်ပန်းပုံစံဒါမှမဟုတ်အသက်အရွယ်ကိုကြည့်ပြီးမဆုံးဖြတ်နဲ့နံပါတ်4အထီးကျန်တဲ့ဆိုတိုင်းအစိတ်တောက်ဖြစ်စေမဲ့လူတွေနဲ့လိုက်ပြီးပေါင်းသင်းတာမျိုးမလုံးမိစေနဲ့မင်းရင်ငတ်တယ်ဆိုတိုင်းအစိတ်ကိုတောက်လို့မရဘူးနံပါတ်5မင်းပတ်ဝန်းကျင်ကလူတွေကိုကြည်လိုက်လို့မင်းလေးစားအားချရတဲ့လူမျိုးမရှိဘူးဆိုရင်မင်းမှာအတိုင်းအဝိုင်းရှိတယ်လို့ပြောလို့မရဘူးမင်းလောင်အိမ်ထဲမှာပိတ်မိနေတာနံပါတ်6တယောက်တည်းပြန်တန်းတဲ့သူတွေကပဲအတန်မာဆုံးတောင်ပန်တွေကိုပိုင်ဆိုင်ကြတယ်ဒါကြောင့်တာမာတဲ့လူကောင်းတွေနဲ့တွေ့ဆုံဖို့ဆိုမင်းတက်နိုင်သလောက်မြင့်မြင့်ပြန်တန်းဖို့လိုတယ်ကျွန်တော်ကအကူငယ်ပါ